Hello. Who are you? ပုံမှန်ဆိုကျွန်တော်ဟိုလာပေါ့ပုံမှန်ဆိုကျွန်တော်9နာရီခွဲ9နာရီအဲ့လိုဝင်ကျွန်တော်ထားဖြစ်တယ်ပေါ့နော်ဒါပေမဲ့ shooting မရှိရတဲ့ဆိုတော့9နာရီလောက်မှထားမနေ့ကကျတော့ကျွန်တော် shooting ရှိရဲနောက်ကြမှာအဲ့ဖြစ်တယ်ဆိုတော့နည်းနည်းလေးရော shooting တော့နည်းနည်းလေးရော rush ဖြစ်နေပြီပေါ့နော်10နာရီထိုးတော့မယ်အမြင်တင်စေရမယ်ဒီနေ့ကကျွန်တော် စီးရွဲဝင်နေတာဆိုတော့ဒီကစားနေကျွန်တော်ပုံမှန်စပင်းနေပါဖြီးပြီးတော့သွားရဲဆိုကျွန်တော်ပုံမှန်စပင်းကိုယ့်ကိုမဖြီးတတ်ဘူးပေါ့နော်ပေါ့ပါဆိုရင်တော့ကိုယ့်ကိုလုပ်တယ်ဒါပေမဲ့ဒီနေ့ကဒီထိုင်းဘက်ကအတာ site တွေနဲ့ရရမယ်ဒီကထလာပါရရမယ်ခဲဆိုတော့ကျွန်တော်စနေလမ်းမှာစပင်းတော့ဖြီးမယ်ပေါ့နော်ပြီးတော့မနက်ခင်းဆိုရင်ပုံမှန်ဆိုကျွန်တော်ဒီနေ့ဒီနောက်ဆိုရင်မနက်စာကိုကြုံလို့ဝဲထားရပါတော့အခုကျတော့အိမ်မှာကလီတယောက်ခေါ်ထားတော့ဒီကမနက်စာမနက်ကပက်ကလာဟင်းနေကျွန်တော်ဖားချင်တဲ့ချက်သားတွေပါသူချက်ပေးထားတာပေါ့နော်အစိုးရကြီးထားပြီးတော့မနက်စာသစားမယ်ဒီဘိုးချိုးပြီးတော့မနက်စာလဲစားသွားပြီဆိုတော့စပင်းကတော့မထောက်တယ်ချူကိုစားရမှမဟုတ်တော့ဘူးဟိုတော့အဝတ်စားလေးပါလေးနည်းနည်းဘာထည့်စရာရှိတာထည့်ပြီးသွားအောင်နော်ဒီရက်ပိုင်းကျွန်တော်အလုပ်လေးအားရတယ်ဆိုရင်ခိုင်းလို့ဆိုကျွန်တော်အပြင်လျန်းသွားလေးရှိရပါတော့အခုတော့အိမ်မှာအိမ်တွင်အောင်ပြီးတော့keyboard တီးတင်ပြီးတော့ဘာသာစကားတွေပါလေ့လာနေပါတော့ဒါဆိုရင်ဂျွန်ဝစ်ကြိုက်တယ်သူ့ရဲ့တွေ့အေးနဲ့ပြဿနာတွေကိုဖြေရှင်းတာရက်ဆက်တာတွေကိုကြိုက်တယ်အဲ့လိုသူ့ရဲ့ character ကိုကြိုက်တယ်ဗျာအဲ့လိုအေးစစ်စစ်ပဲဆိုတော့ဒါဆိုရင်အဲ့ဒီ film ကိုသူ့ရဲ့ဟိုဂျွန်ဝစ်ပိုးမှာဆိုရင်သူခဲတဲ့နဲ့တက်တဲ့အခန်းကနေအဲ့ခဲတဲ့ကိုသူကတက်တာပေါ့ဒီ forest gun ဆိုရင်ကျွန်တော်ရဲ့ငယ်ဘွားရုပ်ရှင်ကားပေါ့အဲ့သူ့ရဲ့ forest gun ရုပ်ရှင်ကားကိုကြိုက်တယ်ပြီးကျွန်တော် Batman ကြိုက်တယ်ဟိုဘောလုံးသမားဆိုရင်ကျွန်တော်အဲ့ဒီ Man City အနီးပြအခုလက်ရှိနီးပြပတ်ကွာရီယိုလာကိုကြိုက်တယ်သူ့ရဲ့အဲ့ဒီတိုက်ကွက်ပေါ့နော်သူ့ရဲ့ကစားပုံကစားကွက်ကိုအဲ့လို next level ရောက်နေတာပါဒီလားအဲ့လိုကစားသမားတွေပါရောကျွန်တော်တိတ်ပြီးတော့ဦးလေးတယောက်တည်းကြိုက်တာတော့မရှိဘူးဒီနီးပြထဲမှာဆိုရင်တော့ပတ်ကွာရီယိုလာကိုကြိုက်တယ်သူ့ရဲ့ reaction ကိုလည်းကြိုက်တယ်ပေါ့နော်အမြင်နဲ့ပျော်ပြီးတော့အဲ့ဒီစလိုက်ခဲပြီးတော့အဲ့ဒါကိုကြိုက်တယ်ဒါကျွန်တော်ရဲ့ကြောင်လေးပေါ့နော်နှစ်ကောင်မွေးထားပြင်းလို့ဒီတော့ကျွန်တော်အိမ်ကူရဲ့ကလေးမရှိတော့ကျွန်တော်တယောက်တည်းဆိုပြင်းလို့လေအခေါ်ရှိအောင်လို့မွေးထားကြောင်ကြတော့ခွေးနဲ့မတူဘူးလေဒီကိစ္စတိတ်မများခွေးရကြတော့သူအစာကျွေးရတာပေါ့နော်ကြောင်စာလေးထည့်ထားပြီးတော့သွားလိုက်ရင်သူကတန်ရှင်းလုပ်တယ်သူကကြီးမှသူအပေါ်လေးဆွန့်စရာရှိတာသူကတဲနဲ့တော့ဆွန့်တာပေါ့ပြီးအစာဆိုတနေ့ကအပြည့်ထည့်ထားပေးလိုက်အောင်ပြီးအဖော်ရှိရနှစ်ကောင်တော့အဲ့တော့တော့မယ်ပေါ့နော်ဖယ်တော့မလဲစောင့်ကြည့်ပေးပါနိုင်ခဲ့နော်ဒီတော့ဆိုကျွန်တော်ငယ်တော့ဆိုရင်ပြောမယ်မစ္စတာဘင်ကကြည့်ဘူးရမလားအဲ့မစ္စတာဘင်ကထဲမှာဆိုရင်မစ္စတာဘင်ကသူကသွားစီကန်တော့ဖို့နောက်ကျနေနေအဲ့လိုသွားစီကန်လာပါလားမသိဘူးသွားဖို့နောက်ကျနေကောင်းအောင်ပါအဲ့လိုကိုသွားရတိုက်အမြဲမဟိုကသူ့ရဲ့ဝတ်စားရလဲပေါ့နော်အဲ့တော့ဟာတာပေါ့မစ္စတာဘင်ကကြည့်ခဲ့တော့အဲ့မတကယ်လည်းလက်တွေ့ပေါ်မှာကိုဖြစ်နေပြီကျွန်တော်ကတော့အိမ်တိုင်းပဲနောက်မှဆိုနောက်ခံထဲမှာဆိုရင်တော့အကုန်လုံးဝတ်စားရထည့်ထားတယ်ပြီးရင်မျက်ခုံးမွေးဆွဲတယ်မျက်ခုံးမွေးတော့ကျွန်တော်ရှူတင်ရှင်းမျက်ခုံးမွေးဆွဲရတာပေါ့နော်မျက်ခုံးမွေးဆွဲတယ်ကောင်းအောင်ပါပဲဆွဲမောင်းရင်းနဲ့ဆွဲတယ်အဲ့တလုံးတစ်ဖက်ကဟိုဒီတစ်ဖက်ကလည်းအဲ့လိုမျိုးပေါ့အဲ့လိုဒီဘတ်ကြီးရမှန်းနဲ့ဆွဲတယ်ခါကြမျိုးဖြစ်နေလေအဲ့မော်တော်ဘီကကြီးနေလာဖမ်းနေအဲ့လိုမျိုးလောက်ရI can feel the blood creeping up from the heathens. Got will, got fight, got pride, got reason. If they wanna go eat, then you know I'm gon' feed them. If you're coming for me, be ready for a demon. I got eyes in the back of my head. I'm seeing take me for granted, and you know I'm leaving. I'ma take what's mine with the webs I'm weaving. I could take this crowd from seeing to believing. Got a taste for blood. တခုမေးလို့ကျွန်တော်ရဲ့ဖန်ကလေးတွေပေးထားလက်ဆောင်လေးတစ်ခါလေးထည့်ဖောက်ပြလိုက်မယ်ပုံမှန်ဆိုရင်တစ်ပတ်တစ်ခေါက်တော့အဲ့လိုမျိုးမကြလေးကျွန်တော်လက်ဆောင်လေးပို့ပေးလေးရှိတယ်အဲ့တော့ဒီဗီဒီယိုထဲကနေပြီးမှပဲတစ်ခါလေးကျွန်တော်ကျေးဇူးတင်တဲ့အကြောင်းပေါ့နော်ဘာလို့လဲဆိုတော့ဒီချိန်မှာဆိုကျွန်တော်ပို့ပြီးကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့အရင်တော့ဆိုရင်တော့မထူးဆန်းဘူးပေါ့နော်လက်ဆောင်တွေပါရောက်လာတယ်ဆိုတော့ကိုအဲ့လိုမျိုးဆိုတော့အခုချိန်မှာကျတော့ကျွန်တော်နည်းနည်းလေးခက်ကြဲပရိသတ်နဲ့တိတ်ပြီးတော့ထိတွေ့တော့တဲ့အချိန်ပေါ့နော်ကိုယ့်ကိုယ်လေးအလုပ်နဲ့ PPC ဖြစ်နေတဲ့အချိန်မှာဆိုတော့အဲ့လိုမျိုးအချိန်မှာတော့မှပဲကျွန်တော်ဟိုလိုသတိတရားနဲ့အမြဲတမ်းဆောင်နေတန်းပို့ပြီးနေတဲ့ကလေးတွေကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့အမှတ်တရအနေနဲ့ဖောက်ကြည့်မယ်ပေါ့နော်ဟိုကမအားလို့ရောက်လာတဲ့ဆက်ဆက်ရောက်လာတဲ့နေ့တော့မအားလို့ဆိုပြီးမှဒီတိုင်းထပ်ထား
Side လေးချက်ထုတ်ပေးထားနော် Live life for the fight, yeah, I'm here to get it. I Ali got pare. drive, got sight, always have a vision. I Today go so by the Mali night, I be Day in my Nanda feelings, song. I'm aကျွန်တော် big fan လေး fight, ပဲ need time and I'll soon be winning. I live life for the fight, yeah, I'm here to get it. Wow. I got drive, ကျွန်တော် got စားကုန်ကြရင် sight, တောင်းကြီး always သွားရ have မှာ a ခွတိ vision. ဖြစ်သွားပြီ I go အ by ရန် the အလိုက်သိရ night, ပဲ I ဒီ be မှာ in တုံး my မွေးလေးတွေ feelings, ထိုး I'm ပြီး a ပို့ပေး big ထား fight, need time and I'll soon be Yeah. winning. Feel the blood creeping up from the heathens, got will, got တောင်းကြီးသွားရင်ဝလို့ရပါပါပြီ got ဒီမှာ reason if လက် they အိတ်လေး wanna go. အာတုံးဝင်အုပ်ထုတ်လေးထောင်းကြည့်ပါနော် Feed 'em if you're coming for me. You ready ချစ်စရာ for လေး a demon? ဒါကခြေအိတ်အော်ခြေအိတ်ကောလက်အိတ်ကောတို့ကတစ်ပုံလေးကောင်းကောင်းလေးရိုက်ခဲ့ပါမယ်လှလှလေးရိုက်ခဲ့ပါမယ်ဝတ်တော်မှုကြည့်တော့ဒီမှာလက်အိတ်လေးချစ်စရာလေးအော်ကျွန်တော်ကြိုက်ကျွန်တော်အဲ့လိုအိမ်ခန်းလေးကို minimalist လို့အဲ့လိုမျိုး special လေးလောက်ကြိုက်တယ်ပေါ့နော်ဒါဆိုရင်အရန်မိုက်တယ်အရန်မိုက်မှာ laptop လေးတွေရောထောက်လိုက်မယ်နော်ဟိုအရန်ကြည့်ချင်လို့ plastic နဲ့ကြောက်တခြားမြင်ရမှာဆိုတော့ကြော်စရာကြီးတကယ်အရန်ကျေးဇူးတင်တယ်နည်းမှာမဟုတ်ဘူးเนาะပေးရမှာအော်ဒီမှာဆိုကျွန်တော်ရဲ့ guitar ပုံစံလေးရောကျွန်တော်ရဲ့စပင်ကြီးဆုပ်ခွားရယ်ကျွန်တော်ရဲ့ကြောင်လေးရယ်တော့ detail လုပ်ပေးထားတာเนาะကြောင်တော့မှတကောင်လည်းမဟုတ်အမအမေလေးတကောင်ပါတယ်ခုနဟိုကြောင်လေးလေအခဲလေးတကောင်ပါတယ်ပြီးကျွန်တော်ရဲ့ laptop လေးရယ်ဒီမှာစာအုပ်လေးတွေရယ်ကျွန်တော်ရဲ့ camera projector ထားတဲ့အချင်းရှိရယ်ပြီးကျွန်တော်ဆိုမျိုးဟာလေးရှိရယ်အော်ဒီမှာကျွန်တော်ရဲ့ပုံမှာပါတယ်အဲထဲမှာ canvas ထုတ်ထားတဲ့ detail လေးဒီမှာကျွန်တော်ရဲ့ organ ကိုတီးပုတ်ပေါ့เนาะအော် detail ကိုလုပ်ထားတာအရန်ကျေးဇူးတင်တယ်အရင်တော့ပေးလက်ဆောင်နေတယ်ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ဒီလိုမျိုးစိတ်အခုလိုမျိုးအေးဆေးလေးငြိမ်လေးနေနေတဲ့အချိန်မှာတတိတရားနဲ့ပေးလက်ဆောင်တွေမှာဒါလေးချိန်ဆုံးမယ်အရင်ကျေးဇူးတင်တယ်အော်ဟိုင်ဘက်ပါလေးရခဏလေးနော်အော်ဒီပါရဲ့အဲ့တော့ကျွန်တော်လည်းပြင်ပန်းနေပြီဆိုတော့နားလိုက်ပါတော့ဒီလေး play ကိုတင်ခိုင်းပါကျွန်တော်ဒီနေ့တော့ဗောနော်ပုံမှန်ဒီနေ့ရဲ့နောက်တဲ့ function လေးပေါ့နော်ရှင်သွားတယ်တောင်းလေးဟိုတောင်းပါလေးကျွေးတယ်ဒါတော့ပုံမှန်ပေါ့ကျွန်တော်ရဲ့ lifestyle ပေါ့နော် lifestyle ကျွန်တော်ဘယ်လိုဒီ2020ခုနှစ်ကျွန်တော်အလောက်ကြီးအစီအစဉ်ကြားမရှိဘူးပေါ့နော်2023ကျရင်ကျွန်တော်ဘယ်လိုလေးအစီအစဉ်ကြားလုပ်လိုက်တယ်ဆိုတော့ကျွန်တော် consulting ယူလိုက်တယ်ပေါ့နော်သူစကားပြောလိုက်တယ်ပေါ့ကျွန်တော်ရဲ့ consulting စကားပြောတဲ့အချိန်မှာကျွန်တော်ကဟို consultant စကားပြောတာတော့ therapy ပြတာဆိုတော့သူထင်တာတော့ဒီစိတ်ကျန်းမာရေးမကောင်းတော့မှပြရတယ်ထင်တာဒါလည်းမဟုတ်ဘူးတကယ်တမ်းအရင် stress များတာတော့မလုပ်ငန်းလုပ်နေတဲ့လူတွေဒီဘက်လုပ်ငန်းလူတွေသူတက်နေနေတယ် consulting ယူပါတယ်ပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းကိုဘယ်လိုမျိုးစနစ်ပြဖြစ်ရတော့ကျွန်တော်ကတော့ကျွန်တော်ဒီ2023မှာကျွန်တော်အဲ့ဒီ consulting ယူလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ lifestyle တွေလည်းနည်းနည်းတက်တက်ဖြစ်သွားတယ်။ဒီမှာကျွန်တော်ဆိုရင်တနေ့တာဆိုရင်ကျွန်တော်ဒီလိုလူဖြတ်တန်းတာပေါ့နော်။ဒီနေ့တာဆိုရင်အဲ့တော့ကျွန်တော်စီစဉ်သွားတယ်ပြန်လာရင်တပတ်တစ်ခေါက်ကိုနှစ်ခေါက်လောက်တကယ်ချင်းနဲ့ communicate လုပ်ဖြစ်တယ်နေပါလေးပါလေးပတ်ခိုင်းတယ်ပေါ့နော်ပြီးရင်ကဲလို့ဘာမှခံချက်နေလို့လည်းဟိုမှာ charity ပေါ့ကိုယ့်ရဲ့ဟိုမျိုးပြနေပါမှာအတူပေးပါလေပြောမိမမဲ့ကြောင်လေးပါလေးတွားတာတော့ဒါမှကိုယ့်ရဲ့မိသားစု family နဲ့အချိန်ပေးတာတော့လုပ်ဖြစ်တယ်ပေါ့နော်တပတ်ကိုနှစ်ခေါက်တော့သူကအဲ့ဒီ consultant ကကျွန်တော်ပြောတာတပတ်ကိုနှစ်ခေါက်တော့သူနဲ့ key touch ပြအောင်နေပြရမယ်ပေါ့နော်ဟိုနောက်တော့ကျွန်တော်ဘာမှလုပ်ဆရာမရှိဘူးဆိုရင်ကျွန်တော်နဲ့သူပေးတဲ့ exam ထဲမှာပါတာကတပတ်ကိုလူတွေနဲ့နှစ်ခေါက်တွေ့ပေါ့နော်အဲ့ဒီလူတွေနဲ့နှစ်ခေါက်တွေ့မှာကိုယ့်ရဲ့ industry တွေကလူငယ်တစ်ခေါက်တွေ့ကိုယ့်ရဲ့ industry မတူတဲ့လူငယ်တစ်ခေါက်တွေ့ပေါ့နော်ဆိုတော့ကျွန်တော်အဲ့မှာကျွန်တော်အရင်စိတ်တွေရှုပ်ထွေးပြီးတော့ဘဝကြီးကဖြိုပြဖြစ်နေတဲ့အချိန်မှာအဲ့သူပြောထားတဲ့ exam တွေတိုင်းကျွန်တော်လိုက်ပြီးလုပ်ကြည့်ပေါ့သင်သူတွေ test တွေထုတ်ပြီးတဲ့အချိန်မှာပထမတစ်ခေါက်ကိုယ့်ရဲ့ industry တူတဲ့လူတွေနဲ့ key touch ဖြစ်အောင်နေရတော့ဒီ model တို့ mini မနာတွေနဲ့ရောင်တရားအပြန်အလှန် communicate လုပ်တာကျတော့ဒါတော့တဘာဝကြရဗျာကိုယ့်ရဲ့လုပ်ငန်းကိုအမြဲတမ်းကိုယ့်လူတွေကြားထဲမှာဟိုပေါ်နေအောင်လို့ပေါ့အဲ့လိုမျိုးလုပ်ခိုင်းတာပေါ့ဒါကျွန်တော်မသိရတခုကကိုယ်နဲ့နေပဲမတူတဲ့ industry food တွေက feed food တွေကလူတွေလည်းဘာလို့တွေ့ခိုင်းနေဆိုတဲ့အချိန်မှာတော့နားမလဲဆိုတော့ကျွန်တော်မတလားရှိမှခင်ဗျာကျွန်တော်တင်ချင်းတယောက်ရှိရတော့လည်းတဲ့အချိန်မှာကိုစောလည်းကကျွန်တော်ပြောတွားလိုက်တဲ့တွားကြည့်လိုက်ပေါ့နော်မင်းငါ့ကိုငါပေးထားတဲ့အိမ်တော်လို့ဆိုတဲ့အချိန်မှာကျွန်တော်ကတွားလိုက်တယ်တွားတဲ့အချိန်မှာဘာလို့တွားခိုင်းလဲကျွန်တော်နားမလဲလူတွေနဲ့ကိုယ့်ရဲ့မတူညီရဲ့ဘဝတွေတော့ထိတွေ့ခိုင်းတာပေါ့နော်ဥပမာမိဘမဲ့အကြောင်းတွေတွားတာတို့ဒါမှမဟုတ်လည်းမတူညီတဲ့လူတွေနဲ့တော်ပြီးစကားပြောခိုင်းတာပေါ့နော်ပြောခိုင်းတဲ့အချိန်မှာကျွန်တော်အဲ့ဒလားစိတ်ကံကိုရောက်လာတဲ့အချိန်မှာဘာလို့သိပါလဲဆိုတော့ကျွန်တော်အမှအထွေးတစ်ခုရပါပေါ့ဘာလို့မတူညီတဲ့ level ဒီကလူတွေတွားပြီးသူများရဲ့ဘဝတွေလည်းလေ့လာသင်တယ်ပေါ့နော်ကိုယ့်ရဲ့ lifestyle တစ်ခုတည်းမဟုတ်ဘဲနဲ့သူများရဲ့ lifestyle မှာကိုယ်ကလိုက်ပြီးတော့တစ်ခါလေကြားရင် analyze လုပ်ရတယ်လိုက်ပြီးတော့လေ့လာကြည့်ရတော့အဲ့ဒလားစီမံကိန်းရောက်သွားတဲ့အချိန်မှာဟိုဒီအောက်ခြေလောက်သမားတွေရဲ့
ဝင်ငွေပေါ့နော်ပြီးတော့လောက်ပြင်မှန်းနေဆိုတဲ့ဟာကိုကျွန်တော်မြင်လိုက်ရတာပေါ့နော်မင်းတို့အမှလုပ်တဲ့လုပ်ဒီမှာလာတာဘယ်လောက်ရလဲဆိုတော့ဒီမှာအရင်ဟိုချော့ရပါအဲ့လောက်တွေးလားပေါ့နော်အဲ့လောက်တွေးလားဆိုတော့နှိမ်ပြီးတော့မဟုတ်ဘူးဒါပေမဲ့ပြင်မှန်းနေပေါ့ပြင်မှန်းတော့ဒီမှာဘယ်လိုအတွေ့တစ်ခုရတယ်လဲဆိုတော့ကိုလုပ်တဲ့အလုပ်ကိုပြန်ပြီးတော့တမိုးထားတက်စိတ်ဖြစ်သွားတယ်။ကျွန်တော်ဆိုshooting တစ်ခုရရင်အရင်တော့အရင်မှမောရပဲနောက်ပိုင်းနဲ့အရင်အလုပ်တွေပါတယ်ပြင်မှန်းလာတဲ့အခါမှာကိုယ့်ရဲ့အလုပ်ကိုတစ်ခါတည်းကျရင်တမိုးထားခြင်းတဲ့စိတ်တွေဖြစ်လာတဲ့အခါကျရင်တခြားရဲ့ကိုယ့်ရဲ့မတူညီတဲ့ပဲဒီမှာလူတွေရုံးကန်နေရတဲ့ဟာကိုမြင်နေချိန်မှာငါရဲ့ချစ်တီးမှုကပြန်ကောင်းလေးတယ်ငါရဲ့အလုပ်ကိုတန်ဖိုးထားရမယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ပြောချင်တာကကိုယ့် lifestyle ကိုပုံမြင်နေ focus လုပ်ထားလို့မရဘူးပေါ့နော်ဒီတစ်လလုံးလုပ်ထားတဲ့ summarize အနေနဲ့ကျွန်တော်အဲ့လိုမျိုး reels ရိုက်ထားလေးရှိရပေါ့နော်အဲ့ဒါကြတော့ဒီကိုယ့်ရဲ့ subconscious mind လေးကိုအဲ့လိုမျိုးကျွန်တော်ပြောနေပါတယ်ဒီခန့်အရင်စင်တင်နေပါတယ်မိနစ်ခန့်အလုပ်တွေလုပ်နေပါတယ်ကျူးသားနေပါတယ် energetic ဖြစ်တဲ့ပုံစံမျိုးတွေကိုကျွန်တော်ကအဲ့လို2စက္ကန့်3စက္ကန့်လေးရိုက်ထားတယ်ရုပ်ရင်းဒီမှာကိုယ့်ရဲ့မိသားစုနဲ့ဖွဲ့ပြီးကျွန်တော်ဆိုလည်းဒီရန်ကုန်ဆိုတာကျွန်တော်တို့ကတော့ဒါရင်းမိချပဲပေါ့နော်ဒီမီမချပေးမယ်လေအိမ်နဲ့ဝေးရပဲဆိုတော့ဒါကတော့တယောက်တည်းရက်တည်နေရတော့ဒီမလေးရှားပဲရောက်ထိုင်းပဲရောက်ထားရောက်တဲ့လောက်တာရင်းနဲ့ကျွန်တော်တူတယ်ဗျာကိုယ့်အကူရက်တည်နေရဆိုတော့အဲ့တော့ဘယ်နေရာပဲရောက်ဖျက်ကိုယ့်ရဲ့ဘာသာရေးမမေးနဲ့ကိုယ့်ရဲ့မိသားစုမမေးနဲ့ပြီးရင်ကိုယ့်ရဲ့ဖြစ်တည်မှုမမေးနဲ့အဲ့လိုမျိုးကိုယ့် life style ကိုတန်ဖိုးထားပါတော့ကိုယ့် life style ကိုတန်ဖိုးထားတော့မှသူများကိုလည်းတန်ပြီးတော့ကိုကအထူးပြုနိုင်မယ်ပို့ပြီးတော့ဖြည့်ပြီးနိုင်မယ်ဆိုတော့ကျွန်တော်ဒီ life style နဲ့ပတ်သက်ပြီးတော့ခုနလိုမျိုးလေး plan လေးချပြီးတော့လုပ်ဖို့အတွက်ကျွန်တော်နောက်ဆုံးအနေနဲ့အကြံပေးရပါတယ်အကြံပေးရပါတော့အဲ့တော့ပို့ပြီးတော့ကိုယ့်ရဲ့ inner peace ကိုအမြဲတမ်း gap လုပ်ထားရမယ်ကိုယ့်အာရုံနောက်ဆုံးတဲ့အရာတွေကိုထောက်ပံ့အဲ့လိုမျိုးဟာတွေကိုအမြဲဆုံးထုတ်ရမယ်ကာကွယ်ထားရမယ်ပေါ့နော်အဲ့ဒါအရေးကြီးဆုံးပဲဒါဆိုတော့အာရုံနောက်မခံဒီသားပဲဖြစ်နေတဲ့တကယ်ချင်းပဲဖြစ်နေစေကျွန်တော်အာရုံနောက်ရင် blog ပဲ blog ဆိုတော့ဒီ Facebook social media မှာ blog တာတော့မဟုတ်ဘူးဘဝတရားကို blog လိုက်တယ်အဲ့လိုမျိုးတော့အဲ့လိုအချင်းရှိရတော့အားလုံးပဲဒီချမ်းပါစေတွေ့ချင်ပါလေအားလုံးလည်းဒီဟာလေးကိုကြည်နေတဲ့အတွေ့အကြုံရမယ်လို့ပြောနေမိပါလားအားလုံးတ